တဲ့မှာကလစားချေခြင်းနဲ့စိတ်တာမထားနဲ့ဖယားခင်တင့်ကိုကြည်နိုင်တဲ့အခွင့်ပေးလိမ့်မယ်အဲ့ဒီဖယားအသက်ရှင်နဲ့စမ်းကြည့်ဒါလေးပြောခြင်းဒုတိယတစ်ပိုင်းကတော့ယေရှုကိုယုံကြည်ပြီးတဲ့လူရောဒုက္ခပြဿနာမရှိဘူးလားရှိတယ်အဲ့ဒီဒုက္ခပြဿနာတွေဘလို့ဖြေရှင်းကြမလဲအဲ့တော့တမန်ကျမ်းစာတွေကယုံကြည်သူတွေဒုက္ခရောက်တဲ့အခါဘလို့ရှင်းတယ်လဲဆိုတာလေးကိုအားပေးခြင်းတရက်တော့ဣသရေလလူတွေအဂရုပြည်ကထွက်လာတယ်အဂရုပြည်ကထွက်လာတဲ့အခါကျတော့မောရှေကသူတို့ကိုဥဆောင်လာတာအဂရုပြည်ထွက်လာမောရှေကဥဆောင်သွားရင်းနဲ့သူတို့ကလည်းစိတ်ဆိုးတယ်မောရှေတဲ့မင်းရတယ်မင်းလောက်တာနဲ့ငါတို့ထွက်လာရတာတဲ့အခုဒီနေရာမှာတဲ့တင်းငိုင်းကုန်းလည်းမရှိဘူးတဲ့တေသွားရင်ဒုက္ခသေတာတော့မှတင်းငိုင်းကုန်းနဲ့တေချင်တာလူကဒါမျိုးနော်လူစရာစီစီကားကားတေချင်တဲ့သဘောရှိအခုလည်းတချို့တွေကတေရင်စီကားချင်သေးတယ်ဒါမျိုးလည်းရှိမောရှေကိုအပြစ်တင်ဖယားကိုအပြစ်တင်ရောက်တဲ့နေရာမှာသူတို့အစဉ်ပြေရင်ကောင်းတယ်မပြေရင်ဖယားသခင်ဘာဖြစ်တယ်ညာဖြစ်တယ်အမျိုးမျိုးပြောတယ်နော်တိတ်ပြောတာဖယားကိုဟိုဒီတိတ်ပြောတာတိတ်ပြောတဲ့အခါကျတော့တရက်ကြတော့သူတို့ကိုဘာကြိုက်သွားလဲဆိုတော့မီးမွေကြိုက်သွားတယ်တောလဲရကျ21အပိုက်ငယ်4ကနေ8မီးမွေကြိုက်ဖယားသခင်ကိုတအားစော်ကားလူကဖယားကိုစော်ကားတတ်တယ်တချို့ခရစ်တော်ကိုမယုံသေးတဲ့လူတွေတွေးဘူးတယ်မိကုန်းနေများတာပြောမနေနဲ့ကလားတယောက်ကိုအေးုံကလေးဟောတာအိုးအဲ့ကမိကုန်းနေမင်းတို့ဖယားချစ်ချင်းမြတ်တာဆိုရင်တချို့တွေမွေးကြတဲ့လက်တစ်ဖက်မပါဘူးဘာဖြစ်လို့လဲမင်းတို့ဖယားချစ်ချင်းမြတ်တာဆိုလို့ရှိရင်ကဘာကြီးစစ်ဖြစ်နေတယ်တခါတည်းငြိမ်အောင်လုပ်ပါလားမင်းတို့ဖယားသခင်ချစ်ချင်းမြတ်တာဆိုမီးလောင်နေတာမီးတက်ကမပါဘဲနဲ့မီးညောင်တခါတည်းရေလောင်းချလိုက်ပါလားမင်းတို့ဖယားချစ်ချင်းမြတ်တာဆိုလို့ရှိရင်ငါတို့ဘဝဘာလို့ဒီလိုဖြစ်လဲအိုးမိကုန်းကများတာဒါနဲ့ကျွန်တော်သူ့ပြောတယ်ဖယားသခင်ကအများကြီးသိတယ်ခမရကိုလည်းရှင်းပြတတ်တယ်ခမရအုံနောက်သေးသေးလေးနဲ့ဖယားရှင်းပြရင်ခမရနားလည်မလားနားလည်တယ်တဲ့အေးအဲ့ဒါဆိုရင်မင်းမေးတာအားလုံးငါဖြေမယ်ဒါမင်းကိုငါမေးမယ်တခုပဲမေးမယ်အဲ့ဒါဖြေမယ်တဲ့မင်းနွားဘယ်တော့မှစမွေးလဲအိုးငါကအရင်မွေးတာမဟုတ်ဘူးနွားကငါ့အိမ်မှာအရင်မွေးတာငါမွေးကလေးကနွားတဲထဲမှာမွေးလာတာဟဲ့ तू ကနို့ပို့ရင်နော်အိမ်မှာဒါဆိုရင်အဲ့ဒီနွားတဲထဲမှာမင်းမွေးလာတယ်အခုထက်ထိလဲမင်းကနွားအလုပ်ပဲလုပ်တယ်နွားနို့ညစ်မယ်ရောင်းမယ်နွားကြောင်းမယ်ဒါဆိုမင်းနွားကြောင်းကောင်းကောင်းသိတာပေါ့သိတယ်နွားကြောင်းတော့လာမပြောနဲ့ तू သိတယ်သင်စရာမလို तू ဘိုးစင်ပေါက်ဆက်နွားပဲမွေးလာတာကောင်းပြီဒါဆိုရင်ခမ ्या ကိုပြောမယ်ခမ ्या နွားဘာစားလဲမြက်ဘာအယောင်တော့စိမ့်အောင်စားတာအစိမ်းရောင်ညှစ်တော့အဖြူရောင်ထွက်တာဘယ်လိုပြောင်းသွားလဲကလာကြာကြီးစဉ်းစားခမ ्या အစိမ်းရောင်စားပြီးမှအဖြူရောင်ထွက်သွားတာတော့ခမ ्या နားမလဲဘူးဆိုရင်ဒီနွားအကြောင်းတော့ခမ ्या ငယ်ငယ်တွေကလှုပ်လာတာနားမလဲရင်ဖယားအကြောင်းအကုန်ခမ ्या ဘယ်လိုသိမလဲနားလဲသွားပြီမေးစရာရှိလားရှင်းပြီမိတ်ဆွေတချို့ကမေးခွန်းသိမ့်များတာပြောမယ်နွားအကြောင်းတော့ကုံအောင်မသိတဲ့လူဟာဖယားအကြောင်းအကြီးကျယ်သိကျင်တာအုံနောက်ကသေးသေးလေးအုံနောက်ကသေးသေးလေးနော်ချွတ်ချွတ်အိတ်ကလေးနဲ့ကြားကိုထဲ့သွားဖို့စိတ်ကူးနေတာအုံနောက်ကသေးသေးလေးဒီလောက်ကြီးတဲ့ဖယားအကြောင်းအကုန်လုံးထဲ့လို့ရမလားမရဘူးနော်မရဘူးညီကိုမောင်နှမဒီလောက်လေးနဲ့တီးခွင့်ရတာပဲကျေးဇူးတော်ဟာလေလုယာဆိုတော့ဣသရေလလူတွေဖယားကိုဟိုမေကုန်းမေဒီမေကုန်းမေနဲ့နောက်ဆုံးမိမွေကြိုက်ဘုရားသခင်လွတ်လိုက်မိမွေကသေတာပေါ့ဟာသေတယ်တချို့တည်းသေတယ်ဟာမောရှိတဲ့ကူညီပါအောင်နဲ့အခုနကတော့ဟိုတောင်ပြောမြောက်ပြောနေအခုတော့မောရှိတဲ့ဖယားကိုပြောပေးပါဦးတမမိမွေကြိုက်တယ်ဒါနဲ့ဖယားပြောတယ်မောရှိတဲ့ကြေးဝမွေရုပ်လုပ်ပြီးထောင်ထားလိုက်တဲ့မီးမွေကြိုက်ခံရတဲ့လူတိုင်းကြေးဝမွေရုပ်ကိုကြည့်အသက်ချမ်းသာရမယ်ဟာလေလုယာပြဿနာကဘာမှလဲအောက်မှာမွေကအောက်မှာကြိုက်တာလူတိုင်းကပြဿနာရှိတယ်ပြဿနာကိုမကြည့်နဲ့ကြေးဝမွေရုပ်ကိုကြည့်အသက်ချမ်းသာရတယ်လူတိုင်းမှာပြဿနာရှိတယ်ပြဿနာကိုမကြည့်နဲ့အပေါ်ကဖယားကိုကြည့်ပါပြဿနာကကိုနိုင်တာမဟုတ်ဘူးဖယားကိုမကြည့်လို့သေရတာ
မွေကြိုက်ပြီးတည်တဲ့လူဟာမွေကြိုက်လို့တည်တာမဟုတ်ဘူးနောက်ပိုင်းမှာကြေးဝါမွေရုပ်ကိုမကြည့်လို့တည်တာဖယားသခင်ရှိတယ်ဖယားသခင်ကိုကြည့်ပြီးတော့အသက်ရှင်ရင်ပြဿနာကတင့်ကိုမနိုင်ဘူးထိုင်းမှာနေလဲပြဿနာရှိတယ်အမေရိကသွားနေလဲပြဿနာရှိတယ်ဗမာပြည်ပြန်လဲပြဿနာရှိတယ်ဘယ်နေရာသွားလူဟာပြဿနာရှိတယ်ဒါပေမဲ့အဲ့ဒီပြဿနာကိုမကြည့်နဲ့ပြဿနာကြည့်ရင်ပြဿနာထဲမှာနစ်သွားမယ်အပေါ်ကိုကြည့်ပါဖယားကိုကြည့်ပြီးသွားရင်ဒီပြဿနာကတင့်ကိုမနိုင်ဘူးဟာလေလုယာမနိုင်ဘူးပြဿနာကဖယားကိုကြည့်ပြီးသွားပါဣသရေလလူတွေကိုဖယားသခင်ကတဲတော်ဆောက်ခိုင်းတယ်တဲတော်ဆောက်ခိုင်းပြီးတော့အဲ့တဲတော်မှာကောင်းကင်ကမိုးတိမ်ရှိတယ်အဲ့ဒီမိုးတိမ်တဲတော်ကနေမိုးတိမ်ကကြွသွားရင်သူတို့တဲတော်ကိုဖြုတ်ရတယ်ဖြုတ်ပြီးတော့မိုးတိမ်သွားရင်လိုက်ရတယ်မိုးတိမ်ကိုရင်ကိုရတယ်မိုးတိမ်ရက်ရင်အဲ့မှာရက်ရတယ်အဲ့မှာတဲတော်ပြန်လှုပ်အဲ့မှာပြန်နေညဆိုရင်ဒီမိုးတိမ်ကမိတိုင်ပြောင်းသွားတယ်နေ့ဆိုရင်မိုးတိမ်ဖြစ်သွားတယ်မိုးတိမ်ရှိရင်သူတို့ရှိတယ်မိုးတိမ်သွားရင်သူတို့သွားတယ်မိုးတိမ်ရက်ရင်သူတို့ရက်ရတယ်အဲ့တော့သူတို့ကိုဖယားသခင်ခေါ်သွားတဲ့ခါနန်ပြည်ခရီးဟာမိတ်ဆွေဂန္ဓာယနဲ့သွားတာဂန္ဓာယဆိုတာမှတ်စရာနှစ်ချက်ရှိနံပါတ်1တစ်ချက်နေ့ဆိုအလွန်ပူလို့တည်သွားမယ်ညဆိုအလွန်အေးလွန်အားကြီးလို့ဂန္ဓာယမှာလူကိုကြိုက်တတ်တဲ့အကောင်ရှိတယ်အဲ့ဒီအကောင်ကြိုက်ရင်ဆေးမမီဘူးဒါပေမဲ့ဖယားကအယမ်းပူတဲ့အချိန်မှာဗာပေးထားလဲမိုးတိမ်ညဆိုအေးလွန်အားကြီးတယ်အကောင်ကြိုက်ရင်သေမယ်အယမ်းအေးတဲ့အချိန်မှာမီးတိုင်ဖြစ်သွားတယ်မိုးတိမ်ကမီးတိုင်ကြောင့်လူကိုကြိုက်တတ်တဲ့အကောင်ဟာထွက်လို့မရဘူးဟာလေလုယာသူတို့နေရာကနေလာလို့မရဘူးဘာကြောင့်လဲမီးတိုင်ကြောင့်ဒါသူတို့ရဲ့တမိုင်းဖြစ်တယ်အဲ့တော့ဣသရေလလူတွေကိုအဲ့ဒီမိုးတိမ်နဲ့မီးတိုင်အားဖြင့်ဖျားပါလုံးနေလဲလမ်းပြနေတယ်ဂန္ဓာယမှာလမ်းမရှိဘူးအားလုံးပင်လယ်ကြီးလိုပဲဂန္ဓာယပင်လယ်လမ်းမရှိဘူးတိုးတော့မိုးတိမ်ကသူတို့ရဲ့လမ်းပဲဖြစ်တယ်ဟာလေလုယာမိုးတိမ်သွားတဲ့အတိုင်းသွားရင်နောက်ဆုံးပဲရောက်သွားလဲခါနန်ပြည်ရောက်သွားတယ်အဲ့တော့သူတို့အသက်တာဘာကိုကြည့်ပြီးသွားရလဲမိုးတိမ်ကိုကြည့်ဆက်သွားမိုးတိမ်ရက်ရင်ရက်မိုးတိမ်သွားရင်သွားဘာကိုကြည့်ပြီးသွားရလဲအပေါ်ကိုကြည့်ဆက်သွားဖယားသခင်အောင်မြင်ခြင်းပေးတယ်ဟာလေလုယာဒီနေ့ယုံကြည်သူဟာအောက်မှာပြဿနာရှိတဲ့ဂန္ဓာယမိမွေကြိုက်တဲ့ဂန္ဓာယပြဿနာများတဲ့အောက်ကိုမကြည့်နဲ့အပေါ်ကိုကြည့်ဆက်သွားဟာလေလုယာじゃဒီနေ့အားပေးခြင်းနဲ့ယုံကြည်သူကြည့်ရမှာပါလေအပေါ်ကိုကြည့်ဆက်သွားအဓိပ္ပာယ်ကပါလေဖယားကိုကြည့်ပြီးသွားပါအောက်ကပြဿနာတင့်ကိုမနိုင်ဘူးဒီကနေ့ပြဿနာကဖယားမရှိတာမဟုတ်ဘူးအပေါ်ကိုမကြည့်တာဖယားကိုမကြည့်ဘူးအောက်ကိုပဲကြည့်နေတယ်ပြဿနာတွေပဲကြည့်ပြဿနာအကြောင်းစဉ်းစားရေဒီယိုဖွင့်လိုက်နားထောင်လိုက်ပြဿနာအကြောင်းသတင်းစာဖတ်လိုက်ပြဿနာအကြောင်းစဉ်းစားလိုက်ကျမ်းမာရေးအကြောင်းလေ့လာလိုက်စိတ်ညစ်လိုက်ကျမ်းမာကြီးနဲ့ကျမ်းမာရေးအကြောင်းလေ့လာရင်အိုးငါဖျားတော့မထင်နဲ့အခုတလောဟိုယောဂတွေပွေတယ်အခုဗိုင်းရပ်စ်တွေလွတ်နေတယ်ပြောတယ်အသမီးတကားပိတ်ထားအောင်ကျမ်းမာနဲ့ဖျားသွားရောပြဿနာပဲကြီးနေတာဖယားကိုကြည်ဆက်သွားဟာလေလုယာကျွန်တော်ပြီးခဲ့တဲ့10နှစ်လောက်ကတချီလိုက်ပဲသွားတယ်10နှစ်ကျော်ပြီကျွန်တော်မြကြီးနားမှာစီးတဲ့ဆိုင်ကတရုတ်ဆိုင်ကအထဲမှာရှိတဲ့ပစ္စည်းယူရီးယားပစ္စည်းထည့်ရင်တော့ကြာခံပါပဲဆိုပြီးတော့တချီလိုက်မှာကျန်းစာတင်နှံပေးနေအပြန်မှာအထဲကကလီစာတွေဝယ်လာတယ်ဆိုင်ကတွေကဟလာဟိုအင်ဂျင်နဲ့ပတ်သက်ပစ္စည်းနည်းနည်းပါးတစ်ခုဝယ်ပြီးတော့မှပြန်လေစိတ်ရောက်တော့ဒါ10နှစ်ကျော်ပြီလေစိတ်မှာဒီပစ္စည်းတွေကတဲ့သူဘတ်ငွေနဲ့ကတ်ထားတယ်ဘာလို့ဆိုဟိုမှာဗမာငွေပေးရင်မျက်နှာမလှဘူးအဲ့တော့ဘတ်ငွေပဲတုံးတယ်လက်ဖက်တော့လဲဘတ်ငွေပဲသုံးတာဟောတာချီလိတ်ကအဲ့ဒါနဲ့ကျွန်တော်အဲ့မှာလဲဘတ်ငွေပဲကတ်ထားတယ်ဒါနဲ့လေစိတ်ရောက်တော့ကျွန်တော်ဒါအခွန်ဆောင်ထားလားတဲ့စောင့်ဘူးလို့တစ်ခုဝယ်တာဘယ်လိုသွားဆောင်မလဲမဆောင်ရင်တဲလို့မရဘူးတဲ့ဈေးရောင်းဖို့မဟုတ်ဘူးအိမ်မှာစီးဖို့ဒါနည်းနည်းပဲဝယ်တာအိမ်မှာစီးဖို့ပဲမရဘူးတဲ့ဒါဆိုရင်ဒီမှာဆောင်မယ်လို့လေစိတ်မှာဆောင်လို့မရဘူးတဲ့မြို့ထဲမှာသွားဆောင်မြို့ထဲသွားဆောင်ရင်လေမြန်လွတ်သွားမှာပေါ့
အဲ့ဒါနဲ့ဘလို့ပြောမရဘူးတင်လို့မရဘူးတဲ့ဒါဆိုရင်လေစိတ်မှာထားပခဲလူကတော့သွားလိုက်တော့မန္တလေးကိုဒါတည်လို့မရဘူးအဲ့ဒါပြဿနာမဟုတ်ဘူးလားငကိုကလေးကမနေ့ဆူတောင်းပြီးဝယ်ထားတာတချို့ပတ်စံပေးရင်တော့မှပြန်ခွာကြည့်ရသေးတယ်နှစ်ရွက်ပါသွားမှာဆိုခရခစင်းနဲ့ဝယ်ထားတာလေစိတ်မှာထားခဲ့ဆိုဘလို့ထားမလဲမြို့ထဲသွားရင်လေမြန်လွတ်သွားတော့မှာဒီမှာခွန်ဆောင်မယ်ဆိုလည်းမရဘူးဟာဘယ်နဲ့လုံမလဲပြဿနာပဲကြည့်လိုက်ချွေးပြန်လာထူတော့အပေါ်ပဲကြည့်တော့ဖယားပဲကြည့်လိုက်တော့ဖယားသခင်ဖယားပဲမဆပါဖယားပဲကြည့်လိုက်ဒါနဲ့ခမရမရဘူးဆိုရင်တဲ့ तू ကပြောတယ်မင်းဒါပဲစီးကျင်တယ်ဆိုအထက်အရာရှိကိုပြောပေးမယ်တဲ့ तू နဲ့ပြောတဲ့မရဘူးတဲ့ကျွန်တော်တို့ကတော့မပေးနိုင်ဘူးတဲ့ သွားပြောလို့ခဏနေအရာရှိကခေါ်ပြီစန်တိုဆိုစန်တိုသွားတာပေါ့ကျွန်တော်ကြည့်ဘယ်ရလာလဲမြကြီးနာမင်းအရင်တော့မြကြီးနာမရောက်ခင်တော့ဗမာနေလဲတောင်ကြီးမိုင်းဖြတ်မှာမင်းအသိရှိလားရှိတယ်ဘယ်သူလဲဆရာအိုက်လေမင်းတို့နှစ်ယောက်ဗမာသိခဲ့လေတောင်ကြီးမှာအေးဟုတ်ပြီဒီကိစ္စမပြောဘူးတခြားဟာတွေမေးဘဝမှာအပေါ်ကြည့်ပြီးသွားတဲ့လူကတိုက်တိုက်ဆိုင်ဆိုင်ဖယားသခင်မှာအဖြေရှိတယ်မေးပြီးတော့အေးတဲ့ရော့တဲ့အန်ဆွဲတဲ့ကထုတ်ပြီးတော့ဗမာငွေအလှငွေ2000ပေးတယ်စေပုတ်တပုတ်အလှငွေတဲ့တွတ်သူပြောတာရော့တာအလှငွေဟဲ့ငါ့ကိုဒါတည်ဖို့မတည်ဖို့ဆွေးနွေးရမှာဘယ်နဲ့စာရည်တော့ဒီလိုတဲ့ तू ကမေးသေးတယ်စစ်ဆေးသေးတယ်စန်တိုးဟုတ်မဟုတ်ငါတဲ့မိုင်းဖြက်ကဆရာအိုက်လျံရဲ့အသင်းတော်အသင်းသားတဲ့ဆရာအိုက်လျံတရားဟောရင်းနဲ့စန်တိုးဆိုပြောဘူးတဲ့ကြားဘူးလို့တဲ့ခမရဟုတ်လားမဟုတ်လားအဲ့ဒါမေးကြည့်တာဟုတ်တယ်ရပြီတဲ့ပစ္စည်းအလုံးတင်ပေးလိုက်မယ်မလို့တဲ့ဟာလေလုယာမိတ်ဆွေအပေါ်ကြည့်ပြီးသွားအောက်ကပြဿနာသူဟာသူဖြေရှင်းတတ်တဲ့လူဘုရားသခင်ထားတယ်ဟာလေလုယာအပေါ်ကြည့်ပြီးသွားဒါအရေးကြီးတယ်ဝိညာဉ်ရေးရဆိုတာပြဿနာအောက်မှာရှိပြီးသားဘယ်တော့မှမကုန်ဘူးသူဟာသူဖြေရှင်းတဲ့လူဘုရားထားပြီးသားကျွန်တော်သမီးကအခု73နှစ်အကြီးကတနှစ်သားပတ်ချလဲလောက်မှကျွန်တော်တို့တောထဲမှာထင်းသွားခုတ်တယ်ဘာလို့ကျွန်တော်တို့တင်တန်းလောက်တဲ့အခါမှာထင်းဝယ်ဖို့မတတ်နိုင်ဘူးဈေးကြီးလို့ကိုယ့်ကိုထင်းခွေတဲ့တင်တန်းသား10ယောက်လောက်ခေါ်ပြီးမှကျွန်တော်အမျိုးသမီးရဲ့သမီးလေးရဲ့တောထဲသွားတယ်သူများကိုလည်းမေးကြည့်တယ်ထင်းခုတ်ရင်ကားတစ်စီးစာဆိုဘယ်လောက်ကြာမလဲသူရှင်းပြတယ်အဲ့ထင်းခုတ်တဲ့လူကမင်းတို့10ယောက်လောက်သွားမယ်ဆိုရင်ねစောစောသွားခုတ်လိုက်ရင်နေ့တစ်ပိုင်းနဲ့ကားတစ်စီးရတယ်ဘယ်မှာခုတ်ရလဲအဲ့ဒီလမ်းတိုင်းသွားတယ်ရှိတယ်တဲ့အဲ့တောမှာရှိတယ်သူများကိုခွင့်တောင်းစရာလိုလားမလိုပါဘူးတဲ့ဒါနဲ့ပဲသွားလိုက်တာဗောသူပြောသလိုမနဲ့အစောကြီးစပိန်နဲ့သွားတာသမီးကိုတင်ဟိုလဲရောက်ကောခုတ်တာမိုးချုပ်တော့မယ်ကားတော့ကားပဲစိုက်ကားတစ်စီးစာပဲရဘလို့ခုတ်မှမခုတ်တတ်တာထင်อ่ะသူပြောတာခုတ်တတ်တဲ့လူ10ယောက်လေစန်တိုးတို့ကဘယ်ရန်ကုန်ကလာတတ်တဲ့တင်တန်းသားရောပါတယ်ဆိုတော့ဘောလ်ပင်ပဲကြိုက်တတ်တာဒါမှမကြိုက်တတ်တာသွားခုတ်တာမိုးချုပ်တော့မယ်စိုက်ကားတစ်စီးစာလောက်ပဲရှိအဲ့ဒါလဲသေးသေးလေးတွေခုတ်တာဟာဘယ်နဲ့လုံးမလဲဒါဆိုဒါတဲမလားတဲလို့လည်းမရအိမ်ပြန်ပြီးနောက်နေ့ပြန်လာမလားတော်ပြီဒီတော့ကိုလာဖို့တော့မဖြစ်နိုင်ဘူးဖယားသခင်သေချာလေးလာပြီးလာတာပဲအခုဘလို့ဖြစ်တာတော့ဒါဆိုဆက်တော်ထဲမှာအိပ်ပြီးဆက်ခုတ်မလားအိပ်ရလည်းမပါညစာလည်းမရှိတော့ဘူးဘလို့လုံးမလဲညစာလည်းမရှိအိပ်ရလည်းမရှိဘယ်နဲ့လုံးမလဲဒုက္ခပြဿနာတက်ပြီဘလို့လုံးမလဲအပေါ်ကြီးဆက်သွားဟာလေလုယာဖယားသခင်ကျွန်တော်တော့မသိတော့ဘူးခလေးတွေလည်းပြန်မယ်စားစရာလည်းမရှိဘူးနောက်နေ့ပြန်လာရင်လည်းမလာနိုင်တော့အဲ့ဒါနဲ့ပဲအဲ့ဒီနားမှာဒီ KIA နဲ့ပတ်သက်တဲ့စစ်သားတွေဖြတ်သွားတယ်ဒါပြီးခဲ့တဲ့12နှစ်လောက်ကပြီးခဲ့တဲ့12နှစ်အဲ့တုန်းကငြိမ်းချမ်းရေးကာလဒါနဲ့သွားတော့ဟာမင်းတို့ဒီမှာထင်းလာခုတ်တယ်ဟုတ်တယ်မင်းတို့ခွင့်တောင်းလာတယ်မတောင်းကျွန်တော်ကောင်းတယ်မတောင်းမင်းတို့ခေါင်းဆောင်ပါလားပါတယ်ဗမာလဲဟိုမှာစန်တိုးလားမင်းတို့ခွင့်တောင်းလားမတောင်းမဟုတ်တာတောင်းရမယ်လေဟိုဘက်ဒီဘက်ခွင့်တောင်းရတယ်မသိဘူးလို့ကျွန်တော်တို့မြို့ထဲမှာထင်းရောက်တဲ့လူမျိုးတော့မတောင်းပြောတယ်လို့အေးအဲ့ဒါလိုက်ခဲစခန်းခေါ်သွားရောအားလုံးကြောက်နေပြီ
ကျွန်တော်ဘယ်သိမလဲငါလည်းမသိဘူးလေဒါတော့မင်းတို့ပဲကြောက်မနေနဲ့ငါမှသမီးလေးရပါသေးတယ်ဒါနဲ့သူတို့စခန်းရောက်သွားရောညဘာစားမလဲတော့မသိပါဘူးဆိုကမှစခန်းရောက်သွားရောဟိုလဲရောက်တော့ဟာဆရာဘယ်တော့လာလဲဘယ်တော့လာမအခုပဲလာတာဘာလာလို့လဲတော်တယ်ထင်းလာခုတ်တာဘာလို့မလို့လဲတင်တန်းအတွက်အော်ဆရာလဲမင်းနဲ့ဘယ်တော့တွေ့လဲကျွန်တော်တို့ခေါ်လာတဲ့စစ်သားမင်းနဲ့ဘယ်တော့တွေ့လဲအခုပဲလမ်းမှာတွေ့တာတဲ့ခွင့်မတောင်းပဲခုတ်လို့ခေါ်လာတာတဲ့စခန်းဟာအဲ့ဒါစစ်တရားဆရာတွေမင်းကွာကောင်းပြီကဲဆရာတို့တမစ်စားပြီလားမစားသေးဘူးဟဲ့ရောက်တဲ့မင်းညာကြက်နှစ်ကောင်လောက်သွားတက်ခဲ့တဲ့ဖမ်းလာတာကြက်နှစ်ကောင်ပါဝင်လိုက်ရတယ်အဲ့ဒီမှာစားညအိတ်ဆောင်နေပါတွေထုတ်ပေးအိတ်ပေါ့အိတ်ပြီးတော့မှမခုတ်နဲ့တော့တဲ့မနဲ့ကြမှာတဲ့ဒီမှာသူများခုတ်ပြီးထားတဲ့ဟာရှိတယ်တဲ့အဲ့ဒါနဲ့ကားတစ်စီးလွတ်လိုက်တဲ့တင်ပေးလိုက်ဟာလေလုယာရှိနော်အဲ့ဒီလူကလည်းဖြစ်ကျွန်တော်ယဉ်နီးတာမဟုတ်ဘူးသူနဲ့ကျွန်တော်သိတာကျွန်တော်ကသူ့မသိဘူးသူကျွန်တော်သိတာ2ရက်ပဲရှိသေးတယ်တနင်္ဂနွေနေ့ကသူဖះเจ้าလာတက်တယ်အင်္ဂါနေ့မှာစံတိုးတို့ဖမ်းခံရတယ်ဖះသခင်လို့ထမင်းကျွေးခြင်းလဲကောင်းခေါ်ကျွေးပါလားတေချာခေါ်သွားပြီးမှကျွေးတယ်ညဘလို့အိပ်ရမလဲမသိဘူးစောင်းပေးရင်လဲကောင်းပေးပေါ့အားလုံးနာယူဝက်လောက်စခန်းကိုလမ်းလျှောက်ရင်တုံးပြီးတော့ဟိုရောက်မှဗီဒီယိုတွေကပယုတ်လုံးနဲ့စောင်းနေပါလေရဘဝနော်ဖယားပေးခြင်းဒီလိုပဲဟာလေလုယာတာချီလိုက်မှလည်းပစ္စည်းတွေရှုံးမယ်ထင်တာဘယ်ဟုတ်မလဲအလူငွေပေးခြင်းလို့ဒီတိုင်းလွတ်သွားရင်အဲ့2000ပါရမှာမဟုတ်အလူငွေပေးခြင်းနာများနော်မရဘူးအခွန်ဆောင်ဘာညာပတ်ရသေးတယ်ဒါကြောင့်ဖယားပေးခြင်းလို့ဟာလေလုယာပြဿနာကခမည်းကိုမနိုင်ဘူးအဲ့ပြဿနာကြောင့်ပဲခမည်းအောင်မြင်အောင်ပါဟာလေလုယာဆိုတော့ဒီကနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာပြဿနာဟာကျွန်တော်တို့ကိုနိုင်ဖို့ဖယားထားတာမဟုတ်ဘူးအဲ့ဒီပြဿနာကကောင်းကြီးမင်္ဂလာနဲ့မိတ်ဆက်ပေးဖို့ထားတာဟာလေလုယာဒါကြောင့်အရောက်တိုင်းရဲ့အသက်တာထဲမှာတစ်ခုပဲမှားခြင်းနဲ့ယုံကြည်သူဖြစ်လာရင်ပြဿနာရှိတယ်ပြဿနာကိုမကြည့်နဲ့အပေါ်ကြည့်ဆက်သွားဟာလေလုယာဖယားသခင်ကိုကြည့်ဆက်သွားဒါကြောင့်ဒီနေ့ကျွန်တော်အားပေးတဲ့အရာလေးကဒါပါပဲအပေါ်ကြည့်ပြဿနာရှိတယ်ပြဿနာမကြည့်နဲ့အပေါ်ကြည့်အတိဘယ်ကအောက်မှာခလုတ်တိုက်မယ်ဆိုမကြောက်နဲ့မျက်နာမောပြီးသွားခိုင်းတာမဟုတ်ဘူးဖယားသခင်ကိုမျောကြည့်ပြီးသွားပါဒါကြောင့်မောရှေတို့တစ်ခေတ်လုံးဘာနဲ့သွားခဲ့လဲအပေါ်ကြည့်ဆက်သွားမဟုတ်ဘူးလားဒီနေ့မိတ်ဆွေနဲ့ကျွန်တော်အသက်တာလဲဘယ်ကိုကြည့်ပြီးသွားမလဲအိတ်ကက်ကြည့်မသွားနဲ့မာကုထဲမှာလူတွေယေရှုတရားဟောတော့အဲ့နေရတရားဟောချက်နည်းနည်းရှည်သွားတယ်ဒီနေ့စံတိုးလောက်တော့မဆိုးပါဘူးနည်းနည်းရှည်သွားတော့တပည့်တွေကိုတော့နားတော့မိုးချုပ်ပြီးဒါပါကျွေးရတော့တပည့်တွေကသိတယ်အရန်ရှိန်မဟောနဲ့ဒီအချိန်နီးလာရင်ဒါပါကျွေးရတာကိုတော့ဒါနဲ့နီးပြီးမြန်လွတ်ဒီနာဈေးလဲနီးတာမဟုတ်ဘူးနော်ယေရှုကလည်းပြတ်တယ်ခွန်အားပြန်ပေးတာမင်းတို့ကျွေးလိုက်တပည့်တွေကလည်းတိတ်တော်တာတင်ချာဂုံတူးထွက်သလားမှတ်တယ်ချက်ချင်းယေရှုကိုတွက်ပြလိုက်တာဒေနာကြီးအပြား200လောက်ကုန်မှသိလာတယ်ချက်ချင်းတွက်တတ်တယ်နော်တွားကြည့်လိုက်မုတ်ငါလုံးနဲ့ယေရှုကိုပေးလိုက်တယ်ယေရှုဘာလုပ်လဲကောင်းငင်ကိုမျောကြည့်ပြီးတော့ဘာလုပ်လဲချီးမွမ်းပြီးမှပေးလိုက်တယ်အားလုံးလောက်တယ်ဟာလေလုယာမုတ်ကိုကြည့်တာမဟုတ်ဘူးကောင်းကင်သို့မျောကြည့်၍ကျေးဇူးတော်ကိုချီးမွမ်းပြီးမှမုတ်ကိုဖယ်၍ဘယ်ကိုကြည့်လဲမုတ်ကိုမကြည့်နဲ့မလောက်ဘူးခမည်းအိတ်ကကိုမကြည့်နဲ့ခမည်းခလေးရဲ့ဘဝအတွက်မလုံလောက်ဘူးလာဇာကိုမကြည့်နဲ့လင်မယား2ယောက်အတွက်မလုံလောက်ဘူးအပေါ်ကိုကြည့်ဆက်သွားဟာလေလုယာယေရှုကိုယ်တိုင်အပေါ်ကြည့်သွားတယ်ဓမ္မဟောင်းကလူတွေအပေါ်ကြည့်သွားတယ်ပြဿနာဟာသူတို့ကိုမနိုင်ဘူးနောက်ဆုံးအဲ့ဒီပြဿနာကသူတို့အတွက်ကောင်းကြီးဖြစ်သွားတယ်ဟာလေလုယာဒီနေ့အားပေးခြင်းနဲ့အပေါ်ကြည့်အားလုံးဘုရားသခင်ကောင်းကြီးပေးပါစေ